အခုပြမဲ့နေရာလေးရဲ့နာမည်ကတော့ IDEO O2 လို့ခေါ်ပါတယ်ကျွန်တော်ယူရီးယားမှာခေတ္တခဏနားခိုစဉ်အနားယူဖြစ်တဲ့နေရာလေးပါဒါကတော့ကျွန်တော်ရဲ့အခန်းပေါ်ကလှမ်းမြင်ရတဲ့နေခွဲဟောပါရင်ခွဲတကကျိုးလေးနှစ်ကောင်ဆက်ရောက်လာတယ်သူတို့စံကျွေးထားတော့သူနေရာနည်းနည်းတိပါ යි တယ်ဘယ်မှမစံကျွေးထားတယ်သူရောက်လာဒီဝင်းလေးကိုတော့ကျွန်တော်အဝင်နဲ့အထုတ်ပြီးတော့ဒီနားမှာဟွာရှိတယ်အဲအချိုဖို့ကားလေးရှိတယ်ဒါဆိုရင်ဒါဂိတ်ကိုဒါ building ကတော့ဒီလမ်းမမျက်နှာစာကတိတ်မလှဟောဒီကောင်အကုန်လုံး facility နဲ့ဝေးရှိမြအကုန်လုံးဟိုရေကူကန်တော့ပါကွာအဲ့ဘက်ချမ်းအဲ building B နဲ့ C ရဲ့ကြားတယ်အဲ့တော့ဟိုအထဲဘက်ကဘူးလှအထဲဘက်က ACC လက်တိတ်တိတ်စိတ်ဖြစ်တို့ကောင်းတော့ကြီးခေါ်နေတယ်ဘယ်လိုလုပ်ဒါဆိုရင်ဒါ building A ရဲ့မျက်နှာစာကအရှိတ်ချမ်းဟောမှာပါ comment ဒီ condo ရဲ့နာမည်ဂိတ်ကလည်းအများကြီးဘာကြောင့်ဒီအဖာဒီ condo ရဲ့အရှိရ 7-Eleven ရှင်းရှင်းပြောရင်အပြင်ထွက်တိုင်းနဲ့ 7-Eleven ရောက်တယ်လမ်းမပေါ်မှာဒီနေ့ဟိုဟာတွေမရှိသေးဘူးဒီနေ့ဒဝင်းတီးတယ်နဲ့တရတီးတယ်လာမရောက်နေဘူးသူနည်းနည်းနေကြလာပြီဆိုရင်အဲ့မှာဒီရှေ့နားမှာပဲဒီပါကင်မှာသူတို့ရက်ပြီးတော့လမ်းပြင်မှာရက်ပြီးတော့အဲ့မှာတရတီးဝယ်လို့ရတယ်ဒဝင်းတီးဝယ်လို့ရတယ်သူတို့ဒီအဖောင်းမန်းကလူတွေသူတို့ဒီမှာလာရောင်းစားသူတို့တည်ဈေးလဲသွားမှုရရှင်လမ်းထွက်လျှောက်တာနဲ့အပြင်မှာအတီးလက်ဆက်ရချင်တယ်ဆိုအဲ့လာလို့ရှိပါတယ် Look at this concrete jungle အဲ့တို့ရှောက်တဲ့လမ်းလေးတွေပါလေရစားရမ်းတာရလေတိုက်တယ်ပူတော့ပူတယ်ဒါပေမဲ့ဒီနေ့ကလေတိုက်တယ်အခုဆိုလေတိုက်နေတာကြီးလေရဒီရှေ့ဘက်ဒီခုမျက်နှာမူထားတဲ့ဘက်ခြမ်းလေတိုက်တယ်အဲ့ဒါပေမဲ့အဖောင်းမန်းကဟိုဘက်တစောင်းဒီလိုလှည့်နေတဲ့အခန်းဆိုရင်တော့ပရင်းမဖွင့်နိုင်လေဝင်မဝင်လေမဝင်ဘူးကျွန်တော်နေရခန်းအဲ့ဒီဘက်ရှေ့ဘက်ညစောင်းထိုးတဲ့ခြမ်းအဲ့ဘက်ခြမ်းလေမဝင်ဒီမှာပြင်ရေကူးကန်3ကန်ရှိတယ်ဒါဆိုရင်ရေကူးကန်တော့တကန်ပေါ့ပြင်နောက်ဘဘချာညာဘက်မှာနောက်ထပ်တစ်ခါနောက်ကဆင့်နေဒီကစလည်းမိုက်တယ်တစ်ပင်လေးရှိဒါပေမဲ့နည်းနည်းဒီဘက်ချမ်းဒီကန်ကနေမကြောက်တော့နေပူတာမကြိုက်တော့ကောင်းတော့ဒါပေမဲ့ရေကတော့နည်းနည်းတိတ်မှမလို့ဟိုဘက်ချမ်းကနေကြတဲ့ဘက်ပြီးတော့ဟိုကကြည့်တော့မိုက်တယ်အခုအကျဉ်းပဲလားရှင်းပြီဘတ်စကတ်ဘောနှစ်ကွင်းခွဲစားလို့ရှိတယ်ဒီရနည်းနည်းလေးလေးရှိဒီလေးနဲ့ဒီစက်ဒီပဲလို့အချမ်းတည့် food truck က actually change နေပါသူတို့ weekend အရောက်လာဟိုဒီ၄ခုစလုံးကပုံမှန်မရှိ there's 4 of them today I know the other day is just 3 of them ဒီနေ့ menu လေးကြည့်ကြအောင်ဒီကောင် ice cream sauce ဆိုတယ်ဈေးနှုန်းတော့မပြီးတော့89ဘတ်59ဘတ် Hokkaido ice cream This one's the same. This one's the sandwich. Popcorn smoothie and drinks. Espresso Americano.
သူမှာ fresh juice တွေရှိတယ်ဒါလည်း ice cream နဲ့ order ခင်း Japanese rice curry ဒီကွန်ဒိုရဲ့ကွက်လက်လေးမှာရုံးပိတ်ရနာနီးလာပြီဆိုရင်ကြာတာလေးလောက်ကစပြီးတော့အပြင်ကနေ food truck တွေရောက်လာအဲ့မှာအစားအသောက်တွေရောင်းချတာပေါ့နော်နေ့လယ်ပိုင်းရောင်းချတဲ့အစားအသောက်တွေကတော့အများတန်းရှိတယ်ဒီအမိုးအောက်လေးထဲမှာစပွဲလေးတိတိလေးနဲ့ခင်းပြီးတော့ရောင်းတာ3-4တဲရှိတယ်ဒါပေမဲ့သူတို့ Sunday လို့နေမျိုးမှာဆိုရင်ဒီလို sound system လေးတွေနဲ့ပါသူ setup speaker တွေ setup လုပ်ပြီးတော့ outdoor dining area လေးမျိုးအဲ့လိုမျိုးလေးဖြစ်အောင်ဝင်းထဲမှာလေးပဲသူတို့ဒါမျိုးလေးစီစဉ်ထားတဲ့တခါလေးရှိတယ်ညသူတို့ပိတ်တာတော့စောတယ်ညဖူးလုံးထဲမှာဒီမှမရှိဘူးဖူးထေကိုနှစ်ခုရှိတယ်ပြီးတော့ဥစားfood sport gym ကလည်း the size is actually not bad it's a decent size fully equipped actually got machines and all dumbbells a few of them dumbbell set yeah but you put that actually I'll go and show you gym မှာကိုတိတ်လို့ရှိဆိုတာဒီထဲလေးတွေဆိုလည်းလာတယ်နော်ကာမရှင်းစနေတမ်ဘယ်စ်ဆက်ဒီနေ့လုံးရှိဆိုင်ပြရတယ်အချင်းကခါနာနေတယ်ဘာမှမလုပ်နိုင်နောက်ပိုင်းတော့ဘူးမှမရှိဘူးဒီမှာ walking space ရှိတယ်ပြီးတော့ဒါဟုတ်စားအပေါ်ကရှောက်လန်းနေရှိတယ် I think there's a bike course too a string bike course or BMX style အဲ့လိုစီးလို့ရတဲ့နေရာမျိုးပြီးဒီဘက်နောက်ကဆိုရင်ကလေးကစားကွင်းနဲ့ဒီအဲ့ပတ်လန်းကိုသွားတဲ့လမ်းပေါ့တစ်ပင်စိမ့်ဆိုတာပဲဒီဖော်မှန် security နဲ့တန်ရှင်းရေးနဲ့အရန်လောက်တစ်ပင်ကြီးအများကြီးပဲเนาะဒါပေမဲ့ကြည့်တစ်ပင်သိသူ့ရဲ့ချူတာသိမရှိဘူးသူတို့အများနဲ့တန်ရှင်းရေးလုံးည12နာရီထိလည်းလုပ်တယ်သူတို့နေ့လည်းပဲပူလုံးလည်းပဲမတော့ခုညပဲကြတော့မှခုည6နာရီလောက်ရှိတယ်ဒီပေါ်တွေရလည်းတို့သွားတာပဲအရှိုးရတော့အမေလာတော့ဟိုဘက်ချမ်းစပိန်စီးတဲ့လမ်းတွေရှောက်လမ်းတွေပတ်လမ်းတွေစားကွင်းတစ်ခုရှိတယ်ဘောလုံးကန်နဲ့ကွင်းကပိတ်ထားရတာသူစားမြက်ကိုremodel ပြန်လုပ်နေတယ်တက်လီကတော့ပမာစာနဲ့ရေးထားဘောလုံးကန်နဲ့ကွင်းIt is currently under construction. တို့မြေတွေပြန်ဖောင်းနေလဲနေဟောပါလေစပင်းစီးတဲ့နေရာဒါအဲ့လမ်းသူဟိုမှာ ramp တွေထားတာပတ်သွားတာဟုတ်ပေါ်တီကိုဒီနောက်ဘက်ကကလည်း security နဲ့แล้วถ้าเกิดแบบสมมติฉันย่ามีแฟนแล้วใครจะถามว่าอยากกินอะไรแล้วฉันย่าบอกได้หมดที่ฉันย่าหมายความว่า ဒီ apartment ကဟိုမှာဒီဘက်ကကျင်လာ แล้วถ้าเกิด ဒါမျိုး building အမျိုး3ခုရှိတယ် ABC 3ခုအတွေ့လိုက် เขาสมมติว่าฉันย่าพูดว่า KFC มาฉันย่าก็จะบอกว่าแมคโดนัลด์ไหมก็
ဒီနောက်ဘက် gate ကလည်း security နဲ့ပဲဒိုးနဲ့အပြင် key card နဲ့ဝင်ရသူမှပူတယ်မှာလူရှိတယ်ဒီနောက်ကလမ်းကကြတော့ဖြတ်လမ်းလို့နေပါBTS ကိုတွားရင်ဒီကောင်အနီးဆုံးပဲဟိုရှေ့ပေါက်ကဝင်ပြီးတော့တွားရင်တကွေးတစ်ဖက်တွားအဝေးတွားဒီနောက်ကတော့သူကဟိုမြောင်းလို့ရေမြောင်းလို့မျိုးနည်းနည်းအနမ်းရှိတယ်ဟို apartment မှာတော့အနမ်းလုံးဝမရှိဒီမှာသူရေမြောင်းရေစိုးမြောင်းမဲ့တာလေဗမာပြည်ရဲ့ရေမြောင်းအနမ်းလို့ပဲဒီလမ်းဆုံးသွားပြီဆိုရင်ညာဘက်꿰ပြီးရင်အပေါ်တက်ရင်BTS ရထား bus station ရောက်တယ် bus station ရောက်မြို့ထဲတန်းသွားလို့ရတယ်မြို့နဲ့ဒီဟာနဲ့ဆိုတော့ဟွာလောက်ဝေးရမြို့ထဲနဲ့ဆိုတော့မြို့လေကောင်ဆိုရင်မိနစ်20ဟို Central World ဘာလို့တွားလဲဆိုတော့မိနစ်40လောက်စီရ35မိနစ်လောက်စီရတယ် Central World ဘာလို့Central World တို့MK တို့ဒါပေမဲ့အဆင်ပြေတယ်ပြောရမယ်ရထားချင်းစရာမလိုဒါက Sukhumvit line ပေါ်မှာရှိတာ Sukhumvit အစိမ်း line ရတယ်အစိမ်း line မှာရှိရဆိုတော့အစိမ်း line ကမျိုးတဲ့ကိုတောက်လျှောက်ဖြတ်တယ်ဟိုနာမည်ကြီးတဲ့နေရာတွေအကုန်လုံးဒီမှာတော့ရထားဖြတ်ရထားပြန်ချင်းစရာမလို CM တို့ဘာတော့မှချင်းရင်တော့တမျိုး CM ချင်းတော့နောက်တခြား line သွားရအောင်ဒါပေမဲ့အစိမ်း line စီးတယ်ဆိုရင်အများစုကအကုန်လုံးအဆင်ပြေကြိုက်တဲ့နေရာပါလို့ရတယ်ဒါအစိမ်း line ရဲ့ရထားလမ်းပဲဒီ station ကဥစား BTS Bangna station ဒါအနည်းဆုံးတစ်ခုပဲဟိုဘက်နည်းနည်းတစ်ခုဆက်ဆင်းနေဆိုရင်Udon Suk ဒီနှစ်ခုကြားထဲမှာပေါ့ BTS Bangna နဲ့ Udon Suk station ရဲ့ကြားထဲမှာရှိတဲ့ဒီ apartment က condo ကညဘက်ဆိုရင်အရင်အေဂျင့်နဲ့နေရာလေးတစ်ခုဒီနေ့လေသိမ့်မတိုက်လေတိုက်တယ်ဆိုရင်ရေကူးကန်ပြီးနာပလက်ကထိုင်လေးထိုင်ရအရမ်းမိုက်တယ်ကောင်းကင်ကိုကြည့်ပြီးဟိုလာတာဆောင်မှာထိုင်နေရတယ်ညဘက်မှာ34ထပ်ရှိတယ်ထင်တယ်34ထပ် building 3ခု building တစ်ခုစီမှာ34ထပ်ကံပေါင်းနေတာမဟုတ်ဒီ apartment ပါသူတို့ဒါကြီးက2017 2018မှာ complete ဖြစ်ထားတာဒါပေမဲ့အကုန်လုံးဒီမှာအစ်စ်တိုင်းပဲ maintenance ရန်ကောင်းတယ်ဟို run down ဖြစ်နေတဲ့ပုံစံမျိုးမပြောင်းဒီ building အထဲတွေမှာအပြင်တွေမှာ This is very well maintained သူတို့ building တစ်ခုစီတန်းမှာအဲ့လို counter ရှိတယ်တဲ့အဲ့ counter မှာပစ္စည်း pick up လုပ်လို့ရတယ်ဟို delivery pick up တာပဲဖြစ်ဖြစ်အစားအသောက် pick up တာပဲဖြစ်ဖြစ်ပြီးတော့ကိုယ့်ရဲ့အခန်းကိုပို့တဲ့ပစ္စည်းတွေဆိုရင်အဲ့အောက်မှာ check in လုပ်ပြီးယူပါသူက QR code လေးပို့တယ်အဲဆိုရင် QR code လေးနဲ့တွားပြီးတော့အဲ့ဟိုစားအဲ့ front desk မှာတွားပြီး pick up လုပ်ရအဲ့တန်းလေးကောဒီနားမှာတော့လေတိုက်တယ်ကျွန်တော်အဲ့ညဆိုရင်အမြဲတမ်းထိုင်နေနေရနေရှိညဘက်အေးစစ်စစ်ကြာ10 နာရီခွဲ17 နာရီလောက်ဆိုတော့ဒီဥစ္စာတွေပိတ်သွားပြီညဘက်
gym တို့ common area sharing space အဲ့ဟာလာရ Amazon တော့ရေးထားတော့10လိုက်ထိပဲဟာလာရပိတ်ကုန်ဒါနောက်ထပ် building တစ်ခုကျွန်တော်ကြိုက်တဲ့နေရာလေးကဒီနေရာလေးဒီစပွဲကောင်လေးပါထိုင်ပြီးတော့ခါလေးချီတော်လေးရေစိမ်ပြီးတော့နေရတယ်ရလားရမိုက်တယ်ဒီလောက်တစ်ပင်တွေများတယ်ရေတွေရှိတယ်ဒါပေမဲ့ချင်းမရှိဘူးချင်းရှိရင်လည်းရှိမယ်ဒါပေမဲ့ချင်းလုံးဝကြိုက်မခံရတယ်ဒီနေရာမှာချင်းမှန်ပါဆိုရင်ချင်းလုံးကြိုက်အရင်ကြိုက်တယ်အပြင်ထွက်တာလည်းချင်းကြိုက်တယ်ဒီမှာဆိုရင်ချင်းမကြိုက်ဘူးတောင်းနေချင်းကိုအဲ့ treatment တွေချင်းစည်းတွေပါအတုံးဖျန်းလာတယ်ဟို water system တွေအကုန်လုံးကို treat လုပ်တာငါးတော့မရှိဘူးတော့သူငါးကန်တွေပဲလည်းမထားတော့ဒါပဲဒီတိုင်းပဲဆေးနေတွေအောင်တတ်ထားဒီမှာလေ time to relax နောက်ပိုင်းမိုးဦးကြတော့မယ်ထင်ဖားတွေထွက်လာတယ်အခုဖားတွေអော်တယ်ညဘက်ဆိုအစပိုင်းတော့မရှိဘူးသူကညဘက်ဒီမှာရေးစိတ်ထားရတယ်ပဲတင်တိုးရဲရောက်နေတယ်ဖားတွေអော်တာအတန်ကြားလားဒီခန်းလေးကတော့ကျွန်တော်ဘန်ကောက်မှာကိတခဏအရာကြီးနားခိုးတဲ့နေရာလေးပေါ့ခန်းတော့တခါမှအပြည့်မရဘူးပေါ့ဒီနေ့မှမရဒါကျွန်တော်နည်းနည်း TV ထိုင်ကြည့်ပြီးတော့စားကြရွယ်ဗီဒီယိုရိုက်တင်နေတဲ့ခုံလေးနဲ့ sofa လေးဒီချိုးရဟင်းလားအဆင်ပြေတယ်တော်တော်လေးအဆင်ပြေတယ်ဒီမှာနေရတာကြေ pressure တွေပါလည်းကောင်းတယ်တယောက်နှစ်ယောက်လောက်ကရေးစိမ့်နေတယ်နှစ်ယောက်လောက်ထိရေးစိမ့်နေပြီသူခံလေးရဒီမှာပြီးတော့ closet တွေပါပါတယ် storage အောက်မှာရှိနေတယ် is getting out ကတင်လေးရလည်းမစိုးဘူးဟိုထောင်းမှာ cabinet closet ဒီမှာ cleaning supply တွေပါတယ်ရေလည်းတကက်ထည့်ပေးထားရရှိရင်ဆာလာမှာ vacuum တွေပါရှိစပွဲခုံလေးနဲ့ဒါလေးကတော့ကျွန်တော်ချက်ပြုတ်စားတဲ့နေရာလေးပါ induction အလုံးအပြင်မှာရှိအပြင်မှာခဏကြည့်ပြင်ပြူอ่ะရမ်းလာတယ်နေရထွက်ဒီဘက်ချန်ထွက်တိတ်နေကြ dry rack ဒီဟောမှာယူဘက်အကြီးရိုးစားဟိုဘက်ကအကြီးယူဘက်ဒီဘက်ကအသေးAC နှလုံးပါတယ်
သူ့မှာပါတယ် pots and pan ရတယ်ဒီတစ်လုံးစီပဲပါတာပေါ့နော် microwave နဲ့ good size fridge too AC ရဒီမှာတစ်လုံးအခန်းထဲမှာတစ်လုံး yeah ခေတ္တခဏတဲခိုးခဲ့တဲ့နေရာလေးပါ EDO O2 burner